ဇလန်းစာဖေဖော်ဝါရီလ3ရက်နေ့မှာတော့ကျွန်တော်တို့ရဲ့ဇလိုက်ကြော်ဖြစ်တဲ့ Water Sparrow နဲ့စတင်မိတ်ဆက်ထားပါတယ်။ Water ဟာတရိษံထိန်းသိမ်းရေးဝန်ထမ်းတူဖြစ်ပြီးဒီနေ့ဟာသူ့ရဲ့မွေးနေ့ရက်မြတ်ဖြစ်တာကြောင့်အလုပ်ချိန်ပြီးဆုံးမဲ့ချိန်ကိုစိတ်လှုပ်ရှားစွာစောင့်မျှော်နေခဲ့ပါတယ်။ထို့ပေမဲ့ကန်ဆိုးကျင်တော့အလုပ်ဆင်းဖို့10မိနစ်လို့မှာပဲသူ့ရဲ့အထက်လူကြီးစီကနေအရေးပေါ်အခြေအနေတစ်ခုအတွက်တွားရောက်ဖြည့်ရှင်းပေးဖို့အမိန့်ပေးစီခိုင်းခြင်းခံလိုက်ရပါတယ်။ Water တရားအတော်လေးစိတ်ညစ်သွားပေမဲ့ညင်လို့မရတဲ့အဆုံးမှာတော့အခင်းဖြစ်ပွားရနေရာကိုမလိုလားပဲထွက်လာခဲ့ရပါတော့တယ်။တိတ်မကြခင်မှာပဲ Water ဟာတရုတ်စားတောက်ဆိုင်တစ်ခုရဲ့မြေအောက်ခန်းကိုရောက်ရှိလာပြီးဒေါ်ထွက်နေတဲ့ခွေးတစ်ကောင်ကိုထိန်းသိမ်းဖို့ကြိုးစားရပါတော့တယ်။သူဟာခွေးကိုအာယုံလွှဲဖို့စကားတွေပြောရင်းချောမော့ဖမ်းယူနိုင်ခဲ့ပေမဲ့ခွေးရဲ့လက်ပင်ကနာမည်ကပ်ပြားလေးကိုကြည့်လိုက်ချိန်မှာတော့ Nut ဆိုတဲ့နာမည်ကိုတွေးလိုက်ရလို့အကြောင်းပြချက်မရှိပဲထိတ်လန့်သွားခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲ Nut ကသူ့ကိုကိုက်ပြီးမြေအောက်ခန်းထဲကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒဏ်ရာရထားတဲ့ Water လည်းမေ့စီတနက်ကိုဆွဲပြီးခွေးနောက်ကိုထက်ချက်မကွာလိုက်သွားခဲ့ပါတယ်။တိတ်မကြခင်မှာပဲတုတ်တန်တစ်ခုစီရောက်သွားခဲ့ပေမဲ့ခွေးကတော့အရေးရောင်တော့မတွေ့ရပဲပျောက်ကွယ်သွားခဲ့ပါပြီ။အဲ့ဒီချိန်မှာပဲ Water ရဲ့မျက်လုံးတွေဟာ Laura Tolin ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့အုတ်ဂူကြောက်တိုင်စီကိုအလိုရောက်ရှိသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ Water ရဲ့ဇနီးတဲ့အာဂါသာဟာမွေးနေ့ကိတ်မုတ်လေးနဲ့အတူခင်ပွန်းတဲ့ကိုစောင့်မျှော်နေရှာပါတယ်။ဒါပေမဲ့ Water ကရောက်မလာသေးတာကြောင့်သူမဟာအနီးနားကစာအုပ်ဆိုင်ဒီဇိုင်းကိုဝင်ရောက်လေ့လာရင်း The Number 23ဆိုတဲ့အမည်ရတဲ့စာအုပ်တစ်အုပ်ကသူမရဲ့စိတ်အာရုံကိုဖန်ဆာသွားခဲ့ပါတယ်။တိတ်မကြခင်မှာပဲ Water ရောက်ရှိလာပြီးအဖြစ်အပျက်တွေကိုပြောပြနေချိန်မှာ Nut ကလည်းသူတို့ကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။အာဂါသာကတော့အဲ့ဒီစာအုပ်ကိုမွေးနေ့လက်ဆောင်ဖြစ်ဝယ်ပေးလိုက်ပြီးစာရေးသူနာမည်ကတော့ Top Secret ဆိုတဲ့လျှို့ဝှက်စမ်းကြဲတဲ့နာမည်တစ်ခုဖြစ်နေတာကို Water သတိထားမိလိုက်ပါတယ်။အဲ့ဒီနောက်မိတ်ဆွေတွေနဲ့ပါတီပွဲကျင်းပနေပေမဲ့စူးစမ်းလိုစိတ်ပြင်းပြနေတဲ့ Water တယောက်စာအုပ်ကိုမဖတ်ဘဲမနေနိုင်ဖြစ်လာပါတယ်။စာအုပ်ရဲ့အမှာစာမှာတော့ဇက်ကောင်တွေဟာစိတ်ကူးရင်တသက်တာဖြစ်ကြောင်းတို့ပေမဲ့စာဖတ်သူရဲ့ဘဝအစစ်မှန်နဲ့တိုက်ဆိုင်မှုရှိနေရင်စာဖတ်တာကိုချက်ချင်းရပ်တင်ကြောင်းတတိပေးထားပါတယ်။အိမ်ပြန်ရောက်တဲ့အခါတားဖြစ်သူ Robin ကမွေးနေ့ဆုတောင်းစကားဆိုပြီးလက်ဆောင်ပေးခဲ့ပေမဲ့Water ကတော့စာအုပ်ရဲ့အခန်းတစ်ကိုစဖွင့်လိုက်ပြီး Fingerling လို့ခေါ်တဲ့ဇက်ကောင်အကြောင်းကိုစတင်ဖတ်ရှုပါတော့တယ်။နောက်တစ်ရက်ဖေဖော်ဝါရီ4ရက်နေ့မှာတော့ခွေးကိုက်ခံထားရတဲ့ Water ဟာအလုံနာခွင့်ရတာကြောင့်အိမ်မှာပဲနေရင်စာအုပ်ကိုဆက်ဖတ်ခဲ့ပါတယ်။ဇလန်ထဲမှာတော့ဝေးလံခေါင်းဖျားတဲ့မြို့လေးမှာနေထိုင်ပြီးပညာရေးကတာသူ့ဘဝလွတ်မြောက်ရာလွတ်လန်းလို့ယုံကြည်ထားတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုဖော်ပြထားပါတယ်။ Fingerling ဆိုတဲ့အဒီကောင်လေးဟာအိမ်နီးချင်းမုတ်ဆူမှာ Dopkin ရဲ့ခွေးနဲ့ရင်းနှီးပေမဲ့သူ့ဖခင်ကတော့အိမ်နီးချင်းချန်တဲ့မွန်ရဆိုတဲ့စီကံတင်းကျပ်ထားပါတယ်။ဒါပေမဲ့သူ့ရဲ့8နှစ်ပြည့်မွေးနေ့မှာတော့စီကံဖောက်ပြီးခွေးနောက်လိုက်သွားရင်မုတ်ဆူမကြီး Dopkin တယောက်အဲ့အခန်းထဲမှာသွေးအိုင်တဲ့လဲနေတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်။တာဝန်ရှိသူတွေကကိုအဆုံးစီရင်တာလို့ကောက်ချက်ချခဲ့ပေမဲ့ Fingerling ကတော့ဒါကလူတက်မှုတစ်ခုဆိုပြီးစုံတော့တယောက်ဖြစ်ဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။အခန်းနှစ်ကိုဖတ်ပြီးတဲ့အခါ Water ကဇက်ကောင် Fingerling နဲ့သူ့ဘဝဟာတူညီမှုတွေအများကြီးရှိနေပြီးဒီစာအုပ်ကသူ့ရဲ့အသိမညံ့တွေကိုအခြေခံထားသလိုခံစားရကြောင်းဇနီးတွေကိုပြောပြပါတယ်။သူ့အမေဆုံးပါသွားပုံကလည်းမုတ်ဆူမကြီး Dopkin လိုပဲဖြစ်နေတာကြောက်ပါပဲ။ဒါပေမဲ့အာဂါသာကတော့ဒါကိုလက်မခံပဲစာအုပ်ကိုဆက်ဖတ်ဖို့တိုက်တွန်းခဲ့ပါတယ်။ Water ဆက်ဖတ်လိုက်တဲ့အခါ Fingerling ဟာစုံတော့ဖြစ်လာပြီး Fabrizia ဆိုတဲ့အမျိုးသမီးနဲ့တွေ့ဆုံခဲ့ကြောင်းသိလိုက်ရပါတယ်။ဖေဖော်ဝါရီ9ရက်နေ့အလုပ်ခွင်မှာလဲ Water ဟာစာအုပ်ကိုပဲအာယုံရောက်နေပြီးအခန်း9ကိုရောက်ရှိနေပါပြီ။ဒီအခန်းမှာစုံတော့ Fingerling ကမမိကိုဇွဲကြိုချဖို့ကြိုးစားနေတဲ့သပင်ရွှေရောင်မျိုးသမီးတစ်ယောက်နဲ့ကြုံတွေ့ခဲ့ရပါတယ်။သူမကိုနားချနိုင်ခဲ့ပေမဲ့သူမကတော့နံပါတ်23ကျင်းစာကြောင့်သူမဖခင်လိုပဲကိုတတ်တည်ရတော့မယ်လို့ဆိုပါတယ်။အဒီနံပါတ်ကနေရာတိုင်းအချိန်တိုင်းစာအုပ်မျက်နှာတွေနဲ့အယောင်တွေပါမချမ်းသူမကိုခြောက်လန့်နေခဲ့တာပါ။ Fingerling ကသူမကိုစိတ်ပြောင်းအောင်လှုပ်ဆောင်နိုင်ခဲ့ပြီလို့ထင်မှတ်ပြီးလက်ထွက်လာချိန်မှာပဲထိုအမျိုးသမီးဟာသူရှိမှတင်အဆောက်အဦပေါ်ကခုန်ချပြီးဘဝကိုအဆုံးသတ်သွားခဲ့ပါတယ်။ဒါကိုဖတ်ပြီးချိန်မှာတော့ Water ဟာအတော်လေးတုန်လှုပ်သွားပြီးသူ့နာမည်အစအစာလုံး W ဟာအင်္ဂလိပ်အခရာစဉ်23ခုမြောက်ကိုသတိထားမိလိုက်ပါတယ်။သူဟာစာရေးသူအကြောင်းစုံစမ်းဖို့သွားပေမဲ့လည်းဘာမှမထူးခြားခဲ့ပါဘူး။အိမ်ပြန်ရောက်တော့သူ့နာမည်စာလုံးတွေကိုပေါင်းလိုက်ရင်23ရကြောင်းသူ့မွေးနေ့ဖေဖော်ဝါရီ23မွေးချိန်17:12မိနစ်ပေါင်းလက်23စသဖြင့်အရာအလုံးက23နဲ့ဆက်ဆက်နေကြောင်းမိသားစုကိုပြောပြပါတယ်။ဇနီးတွေကမယုံကြည်ပေမဲ့စာအုပ်တွေကဇက်ကောင်ဟာလူသက်ဓမ္မဖြစ်လာတာမို့ Water ရောလူသက်ဓမ္မဖြစ်လာမလားဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်။အခန်း9မှာတော့ Fingerling ဟာ23ကဏ္ဍကိုနေရာတိုင်းမှာမြင်လာရပါတော့တယ်။သူနဲ့ Fabrizio တို့ဟိုတယ်ရောက်ချိန်မှာနိုင်က9:14အပေါင်း23ဖြစ်နေပြီးချစ်သူကသူ့ကိုလူတက်ချင်းအောင်ဆောင်ခိုင်းတဲ့ဇဝင်ခံနောက်ပိုင်းမှာတော့ Fingerling တယောက်ချစ်သူကိုတက်ဖြတ်မိတဲ့အိမ်မက်ဆိုတွေစတင်မှတ်လာပါတော့တယ်။လက်တွေ့ဘဝမှာလည်း Water ဟာလူတယောက်ကိုဓာတ်နဲ့ထိုးတက်နေတဲ့စိတ်အာရုံခြောက်ခြားမှုတွေကိုခံ
စားလာရပြီးသူဇနီးတဲ့ရဲ့ဖနက်အရေးအတွက်ဟာ23ရက်တိဖြစ်နေတာကိုတွေးလိုက်ရချိန်မှာတော့ပိုပြီးယူသွမတက်ဖြစ်လာခဲ့ပါတယ်နောက်တစ်နေ့မှာအာဂါတာဟာခင်ပွန်းနဲ့ရဲ့လက်မောင်းမှာ23ကနန်းတွက်ချက်မှုတွေနဲ့သူမကိုတတ်လိုက်ပါခီလ်ဟာဆိုတဲ့စာသားကိုတွေးလိုက်ရလို့စိုးရိမ်တကြီးနဲ့သူမတငယ်ချင်းပါမောက္ခဒေါက်တာအိုက်ဇက်ကိုအကူအညီတောင်းလိုက်ပါတယ်အိုက်ဇက်ကဒါဟာဆွဲလန်းမှုတစ်ခုတာဖြစ်ပြီးကမ္ဘာဝင်ရိုးဆောင်ခြင်း23.5ဒီဂရီလူခန္ဓာကိုယ်ကခရိုမိုဆိုး23စုံစသဖြင့်သိပ္ပံနည်းကျရှင်းပြပေမဲ့ဝါတာကတော့လက်မခံနိုင်ဖြစ်နေပါတယ်ဒါကြောင့်အိုက်ဇက်ကအဖြေမှန်ရဖို့စာအုပ်ကိုပြီးအောင်ဖတ်ဖို့အကြံပေးလိုက်ပါတယ်စာအုပ်ထဲမှာတော့ Fingerlin ဟာစိတ်ယောဂကုဆရာဝန်ဒေါက်တာ Finas နဲ့ပြသပြီးကုသမှုခံယူနေပါတယ် Fingerlin ရဲ့ချစ်သူ Fabrizia ကသူ့ကိုအယူလို့ဆွဆွဲပြီးဆရာဝန် Finas နဲ့ဖောက်ပြန်ကြတဲ့အခါလက်တွေ့ဘဝကဝါတာလည်းသူ့ဇနီးတွေကဒေါက်တာ Iris နဲ့ဖောက်ပြန်နေကြပြီလို့တန်တရားဝင်လာပါတယ်တကယ်တမ်းသူ့ဇနီးတဲ့ရဲ့ဆိုင်ကိုတွားကြည့်တဲ့အခါမှာလည်း Isaac နဲ့စကားပြောနေတာကိုတွေ့လိုက်ရလို့သူ့တန်တရားတွေပိုပြီးကြီးထွားလာခဲ့ပါတယ်အဲ့ဒီည7:12 မိနစ်မှာအိမ်မက်ဆိုးကနေလက်နိုးလာတဲ့ဝါတာဟာအိမ်ကနေထွက်ခွာပြီး King Edward Hotel ကအခန်းနံပါတ်23ကိုတွားရောက်ငှားရမ်းလိုက်ပါတယ်စာအုပ်ရဲ့အခန်းနံပါတ်22မှာတော့ Fingerlin ဟာချစ်သူကိုတပ်ဖြတ်လိုက်ပြီးဒေါက်တာ Finas ကိုလူသက်တရက်ခန့်ဖြစ်လွှဲချလိုက်ပါတယ် Fingerlin ကိုယ်တိုင်ကတော့လာတာဆောင်ကနေခုန်ချဖို့ပြင်ဆင်နေချိန်မှာပဲစာအုပ်ကပြီးဆုံးသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအပြင်ကခွေးဟောင်းနိုင်ကြလို့ကြည့်လိုက်တော့နတ်ဖြစ်နေပြီးခွေးနောက်လိုက်ရင်တုတ်တန်ကိုထပ်ရောက်သွားပြန်ပါတယ်တုတ်တန်မှာလော်ရာတော်လင်းဆိုတဲ့မိန်းကလေးဟာသူမရဲ့23နှစ်ပြည့်မွေးနေ့မှာတည်ဆုံးခဲ့ကြောင်းသူမရဲ့အလောင်းကိုမတွေ့ရသေးကြောင်းဘုန်းကြီးတစ်ပါးစီကသိလိုက်ရပါတယ်ဘော်တာအိမ်ပြန်ရောက်တော့လော်ရာရဲ့လူတက်မှုသတင်းကိုမိသားစုကိုပြောပြပြီးဒီစာအုပ်ဟာဝန်ခံချက်တစ်ခုဖြစ်ကြောင်းလော်ရာရဲ့ချစ်သူကိုင်းဆိုသူကထောင်ချနေပေမဲ့အစစ်မှန်တရားခံကကိုင်းဖြစ်ပြီးစာရေးဆရာဖြစ်မယ်လို့သူကကောက်ချက်ချလိုက်ပါတယ်ထောင်ထဲမှာရှိတဲ့ကိုင်းကိုတွားတွေ့မေးမြန်းပေမဲ့သူကစာအုပ်ရေးတာမဟုတ်ဘူးလို့ညင်းဆိုပါတယ်ဒါဖြစ်သူရော်ဘင်ရှာတွေ့ထားတဲ့စာရေးဆရာရဲ့လိပ်စာအတိုင်းပါဆယ်တုံး23ခုပို့ပြီးထောင်ဖမ်းတဲ့အခါမှာတော့အဖိုးအိုတယောက်လိုက်ယူတာကိုတွေ့လိုက်ရပါတယ်ဝါတာကအဖိုးအိုကိုဖမ်းဆီးပြီး23အကြောင်းမေးမြန်းတဲ့အခါအဖိုးအိုကသူ့လက်ပင်သူလီးပြီးရုတ်တရက်တက်တည်သွားခဲ့ပါတယ်ဒီကန်ကြီးမှာပေးလိုက်တဲ့လိပ်စာအတိုင်းအာဂါတာတွားရောက်စုံစမ်းရမှာအဲ့ဒီအဖိုးအိုဟာစိတ်ကျန်းမာရေးဆေးရုံကဒေါက်တာလီရာဆိုသူဖြစ်နေတာကိုသိလိုက်ရပါတယ်တစ်ချိန်တည်းမှာပဲဝါတာဟာစာအုပ်တွေကတဲလွန်စားအတိုင်းပန်းညံတစ်ခုမှာမြည်သူကြည့်ရာလူသေးအယိုးကောင်းတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်ရဲစခန်းကိုဖုန်းဆက်ပြီးပြန်လာကြည့်ချိန်မှာတော့အယိုးကောင်းကပျောက်ဆုံးနေတာကြောင့်ရဲတွေကသူတို့ကိုနောက်ပြောင်မှုနဲ့သတိပေးပြီးပြန်သွားကြပါတယ်အဲ့ဒီချိန်မှာအာဂါတာတို့ရောက်လာပြီးအိမ်ပြန်ကြတဲ့လမ်းမှာနတ်ကလမ်းပိတ်ရက်နေတာကြောင့်ဝါတာကကားနဲ့တိုက်တက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဇနီးတဲ့ရဲ့လက်မှာရှွန့်နေပေးနေတာကိုမြင်လိုက်ရပြီးသူမကအယိုးကောင်းကိုခိုးယူသွားသူလူသက်တမားနဲ့စာအုပ်ရေးသူအဖြစ်ဝါတာကဆွဆွဲပါတော့တယ်အဲ့ဒီခါမှာအာဂါတာလည်းမိသားစုကိုကာကွယ်ခြင်းလို့အယိုးကောင်းကိုဝတ်ထားခဲ့တာဖြစ်ပြီးစာအုပ်ရေးသားသူအစစ်မှန်မှာဝါတာတာဖြစ်ကြောင်းမူရင်းဆောင်မှုကိုထုတ်ပြလိုက်ပါတယ်ဝါတာကလက်မခံနိုင်ဖြစ်နေပေမဲ့စာအုပ်ထဲကဆက်ကဆိုဖုန်းကိုမြင်လိုက်ရချိန်မှာတော့သူ့ရဲ့အသိမညံတွေပြန်လဲဝင်ရောက်လာပါတော့တယ်အဖြစ်မှန်ကတော့ဝါတာရဲ့ဖခင်ဟာ23ကနန်းဆွဲလန်းမှုနဲ့တက်သေးသွားခဲ့ပြီးနောက်ဝါတာဟာလော်ရာတော်လင်းနဲ့ချစ်ကြိုက်ခဲ့ပါတယ်ဒါပေမဲ့လော်ရာကပါမုခကိုင်းနဲ့ဖောက်ပြန်ခဲ့ပြီးဝါတာကိုလမ်းခွဲစာရေးထားခဲ့ပါတယ်အဒီစာတွေကစကလုံးတွေကိုရေးသွက်ကြည့်ရာသူမကိုတတ်လိုက်ဆိုတဲ့အထိပ္ပယ်ရတာကြောင့်ဒေါသတကြီးထွက်ပြီးလော်ရာကိုဓာတ်နဲ့ထိုးတက်ခဲ့မိပါတယ်ဒါကတော့အမှုခင်းနေရာကိုရောက်လာပြီးဓာတ်ကိုကင်မိရာကနေလူသက်တရက်ခန့်အဖြစ်ထောင်ချခဲ့တာပါဝါတာဟာလူသက်ပြီးနောက်ဟိုတယ်အခန်း23မှာဝန်ခံချက်စာအုပ်ကိုရေးသားခဲ့ပြီးလာတာဆောင်ကနေခုန်ချခဲ့ပေမဲ့မသေးပဲအသိမိသွားခဲ့ပါတယ်သူ့ကိုကုသပေးတဲ့ဒေါက်တာလီဒါကသူ့စာမှုကိုယူပြီးစာအုပ်ထုတ်ဝေခဲ့ရာကနေအခုလိုပြဿနာတွေဖြစ်လာခဲ့တာပါနောက်ဆုံးမှာတော့ဝါတာလည်းသူ့အမားအတွက်နောင်တရပြီးကိုတတ်တည်ဖို့ကြိုးစားပေမဲ့တာဖြစ်သူရဲ့မျက်နှာကိုမြင်ပြီးစိတ်ပြောင်းကရဲစခန်းမှာဝန်ခံလိုက်ပါတော့တယ်အပြစ်မဲ့တဲ့ဂိုင်းလည်းပြန်လည်လွတ်မြောက်လာပြီးဝါတာကတော့ထောင်ထဲမှာပြည့်တံကြခံရင်မိသားစုနဲ့သူစိတ်ချမ်းသာမှုကိုရှာတွေ့သွားခဲ့ပါတယ်ဇက်လန်ဆုံးမှာတော့ဝါတာကြည့်လိုက်တဲ့နိုင်လက်တံက23ကနန်းကိုညွန်ပြနေတာနဲ့ပဲဇက်လန်ကိုပိတ်တင်လိုက်ပါတော့တယ်